ဒီနေ့မှာတော့ auto click က unit အသုံးပြုမျိုးပြပါမှာဖြစ်ပါတယ်။ဒီတော့ဖြစ်ကုန်မှာရေးတာပါ PM Play Store ဝင်လိုက်ပါဒီမှာ auto click ကလို့ရရှာလိုက်အဲဒီမှာဒီမှာဥစားဖွင့်လိုက်အစောကပြန်လို့ရမှာပဲကျွန်တော်ဖြတ်လိုက်ပါအောင် auto click ကဖြုတ်ရဒီဘက်တန်ကြတော့မှပါတယ်ခဏလေးပြန်သွင်းလိုက်ပါမယ်ကျွန်တော်လောက်လို့ပြန်ဖြတ်စရာတော့မလိုဘူးကျွန်တော်ကဘယ်လို setting ရှင်းရတယ်ပါပြောပြပါအောင်မလို့ပါဒီဘက်တန်ကြတော့မှပါတယ် okay ဟာအဘောကလေးကိုအောက်ဒီဆွဲခွင့်ပြုနေလားရပါဒီပြန်ဝင်လိုက်ဒါကြောင့်စလိုက်နေတာပါတခုတည်းပါဒီမှာအမြင့်ဆုံးကတော့တစ်ပဲပြမယ်အပေါ်က D-RAM မှာမမြင်လားမသိဘူးအဲ့ဒါကျွန်တော်သိရဆုံးပြပါခိုင်ပါခိုင်ဖြောထားလိုက်ပါမမလေးတော့ဒီမှာပါအမ store after shoes and password မသိပါဘူးဒါလည်းဖတ်တယ်ပါအဲ့ဒီအောက်မှာပါဒီမှာ infinity ဆိုရက်ဟာလောကရမတက်ပါရတဲ့ဆိုကိုပိတ်တော့ရပါတယ်ဒါကြောင့်အချိန်နဲ့ timer နဲ့ဒါကြောင့်ဘယ်နှခေါက်တော့save to save သွားပါလိမ့်မယ်အားတခုအောက်ကဥစားလည်းအဲ့တိုင်းပါပဲဒါကြတော့အများကြီးလုပ်ရတခုနှစ်ခုဒါကြတော့ဆွဲလို့ရဥစားဒီမှာလေဥစားပါရေးလို့ရ save ရပါမယ်ပါလေ save အဲ့လို save လိုက်အောင်ပါဘယ်မှာကြည့်ရမလဲဆိုမသိတော့ပါဘူးဟုတ်ပါကျေးဇူးဆုံးရပါတယ်ဘယ်ဒီမှာသုံးဖို့ကြံပြီးလဲဆိုတရားပြပါမယ်ဒီမှာဒီကတော့တရားပြတော့ပါမယ်ပြန်ကြည့်တော့စတင်ဘာပါတရားပြလို့မရပါဘူးကျွန်တော်သုံးနေစားနေလို့မရပါ store after ဘာ infinity မှာ amount of time ဒီမှာ mouse ဒါကြတော့ကြာရွယ်ပဲကိုမပိတ်သေး၍လုပ်မှာဒါကြတော့ timer နဲ့ဒါကြတော့အရေးအတွက်အတူတူပါပဲအသုံးပြုနေရတော့ပြန်ကြည့်လိုက်ပါဒီလောက်ဆိုရလောက်ပြီလို့ထင်ပါတယ်။ဒါနဲ့ကျွန်တော်မိတ်ဆက်ဝင်ပြီးကျွန်တော်ကတော့ဂိမ်းမြကျွန်တော်တို့ကမဖြစ်ပါသေးဆိုအကြောင်းအရာလေးသိရင် channel subscribe လေးလုပ်ခဲ့ပြီပါအားလုံးရှိပါတယ်ဗီဒီယိုဒီမှာရလိုက်ပါတော့မယ်ရိုက်